မြန်မာနိုင်ငံရဲ့အကြီးဆုံးရှင်ပြူပွဲမှာပိတ်သိမ့်သွင်းရင်ရွှေသား၅ဘိတ်တာတန်ရွှေစလွယ်နဲ့သိန်း9000စုချင်းမြင့်ခံခဲ့ရတဲ့ဖိုးချစ်လက်ရှိချိန်မှာတော့လူမှုကွန်ရက်စာမျက်နှာတွေထက်မှာအောင်စပူရဲ့ရုပ်ရည်နဲ့အနုပညာကြီးတွေအကြောင်းဖတ်နေရကနေပရိသတ်တွေကလည်းရိုးနေလောက်ပါပြီ။အောင်စပူကတညကို3500ရတယ်ဆိုတာကတကယ်တော့ဝါရင်မင်းသားကြီးဖိုးချစ်အတွက်တော့ပြင်းစရာကောင်းတဲ့ကဏ္ဍတစ်ခုလိုဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့မကြခင်ကမိထီလာမြို့မှာကျင်းပခဲ့တဲ့တမိုင်းဝင်အလူတော်ကြီးမှာမင်းသားဖိုးချစ်ရရှိခဲ့တဲ့စုတော်ငွေကတနိုင်ငံလုံးကိုမင်းသက်သွားစေခဲ့လို့ပါ။မင်းသားဖိုးချစ်ဆိုတာကအဆိုအကအပြောတင်မကပဲစိတ်ထားကောင်းမွန်သူဖြစ်တာကြောင့်ပရိသတ်တွေရဲ့နှလုံးသားမှာနေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်သူပါ။အောင်စပူလိုလူငယ်မင်းသားတွေတက်လာပေမဲ့ဖိုးချစ်ရဲ့ပညာသားပတင်ဆက်မှုတွေကိုတော့ဘယ်သူမှရှင်းနိုင်စွမ်းမရှိသေးပါဘူး။ဒါကြောင့်လည်းမိထီလာမျိုးရဲ့ကြီးတက်ဘီလီယံနာတထေးကြီးတွေဖြစ်တဲ့ရွှေဝဝင်းရွှေဆိုင်နဲ့73စီဆိုင်ပိုင်ရှင်ဇနီးမောင်နှံကသူတို့ရဲ့တသက်တာအကြီးမားဆုံးရှင်ပြုအလူတော်ကြီးမှာမင်းသားဖိုးချစ်ကိုပင်ဖိတ်ပြီးတော့မင်္ဂလာပိတ်သိမ့်မြောက်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ဒီလူပွဲကမြန်မာနိုင်ငံမှာကုန်ကျစရိတ်အများဆုံးအလူစရင်းတွေကိုပါဝင်နေပြီးတော့စင်အစစ်ပေါင်း25ကောင်ရွှေသားအစစ်10ဘိတ်သားကျော်အသုံးပြုထားတာဖြစ်ပါတယ်။မင်္ဂလာမန္တကြီးဟာဆိုရင်လေတကယ်ကိုကြီးကျယ်ခမ်းနားလွန်းတာကိုမြင်တွေ့ရတာပါ။အလူမှာအကျွေးမွေးကလည်းထမရေချောင်းစီတကယ်ကိုတက်လာတဲ့လူတိုင်းကိုကျွေးမွေးအိတ်ခံပြီးတော့ရှင်ပြုခဲ့တာပါ။အလူရဲ့အထွတ်ထိပ်ဖြစ်တဲ့ဘိတ်သိမ့်မြောက်တဲ့ချိန်မှာမင်းသားဖိုးချစ်ရဲ့အတန်အီးလေးနဲ့ပညာသားဖဘဘိတ်သိမ့်သွင်းမှုတွေကြောင့်အလူရှင်မိသားစုရောတက်ရောက်လာတဲ့ဧည့်သည်တော်တွေပါကြည်နူးလွန်းတာကြောင့်မျက်ရည်ဝဲခဲ့ကြပါတယ်။ဒီလိုကြည်နူးမှုတွေရဲ့ရလဒ်အနေနဲ့အလူရှင်တထေးကြီးဦးကျော်နိုင်ဦးနဲ့ဇနီးဖြစ်သူဒေါ်နွေးနေနိုင်တို့ကမင်းသားဖိုးချစ်ကိုသိန်းပေါင်း9000တိတိစုတော်ငွေချီးမြှင့်ခဲ့တဲ့အပြင်ရွှေသားအစစ်5ဘိတ်တာနဲ့ပြုလုပ်ထားတဲ့ရွှေစလွယ်ကြီးကိုပါကိုရိုင်းကိုချစုချီးမြှင့်ခဲ့တာဖြစ်ပါတယ်ရှင်။ဒါကမြန်မာဇာတ်သဘင်သမိုင်းမှာဘိတ်သိမ်းမြောက်ယုံနဲ့ရရှိခဲ့တဲ့အမြင့်ဆုံးစံချိန်တင်ဆုလက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ရွှေဝဝင်းမိသားစုရဲ့အလူကငွေချင်းအင်အားကိုပြသယုံတင်မဟုတ်ပဲအနုပညာရှင်တယောက်ရဲ့တန်ဖိုးကိုပါမြင့်တင်ပေးလိုက်တာဖြစ်ပါတယ်။အောင်စပူကိုအားပေးကြတဲ့ပရိသတ်တွေရှိသလိုဖိုးချစ်ရဲ့ဝါရင်ပညာရက်ကိုတန်ဖိုးထားတဲ့တထေးကြီးတွေကလည်းအခုလိုမျိုးရဲရောချီးမြှင့်တတ်ကြတာကိုတွေ့ရပါတယ်။ရွှေ၅ဘိတ်တာတန်စလွယ်ကြီးကိုဆင်မြန်းထားတဲ့ဖိုးချစ်ရဲ့ပုံရိပ်ကတော့2026ခုနှစ်ရဲ့ဇာတ်သဘင်လောကမှာတကယ်ကိုထေပါလွန်းလာပါတယ်ရှင်။ခြုံငုံကြည့်မယ်ဆိုရင်တော့အနုပညာလောကမှာလူငယ်တွေတက်လာတာကောင်းပေမဲ့အနှစ်ရှိတဲ့အနုပညာကတော့အချိန်တိုင်းမှာတန်ဖိုးရှိနေသေးပါ။အောင်စပူရဲ့အောင်မြင်မှုကတခေတ်ဆိုရင်ဖိုးချစ်ရဲ့အောင်မြင်မှုကတသက်တာလုံးအတွက်လို့ဆိုရမှာပါ။မိထီလာကဒီလူပွဲကြီးဟာမြန်မာလူမျိုးတွေရဲ့တရားတရားနဲ့အနုပညာပေါ်မှာထားရှိတဲ့အလေးထားမှုကိုကမ္ဘာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောမင်းသားဖိုးချစ်အခုလိုမျိုးသိန်း9000တက်ရွှေစလွယ်ကြီးစုချခံခဲ့ရတဲ့ပုံမှာဘယ်လိုမြင်ကြပါသလဲ။အောင်စပူရဲ့တည3500ထက်ဖိုးချစ်ရဲ့ဒီလိုမျိုးတန်ဖိုးဖြတ်မရတဲ့အနုပညာကြီးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်မှာပုံမှန်လင်းရေးသားပေးသွားကြပါဦးနော်။ကြည့်ရှု